ဒီမိကုန်းသုံးခုကိုဟုတ်ကဲ့လို့ဖြေနိုင်မင်းရဲ့ဘဝငွေကြေးအခြေအနေလုံးဝပြောင်းလဲသွားမယ်ပထမတစ်ချက်ကဖုန်းသုံးတက်လားဒုတိယအချက်ကစကားပြောတက်လားတတိယအချက်ကတနေ့ကို15မိနစ်အချိန်ပေးနိုင်လားအားလုံးဟုတ်ကဲ့ဆိုရင်တော့ဒီဗီဒီယိုကမင်းအတွက်နောက်10မိနစ်အတွင်းမှာစီးပွားရေးစတင်နည်းကိုပြောပြပေးမှာဖြစ်ပါတယ်အခုပဲကြည့်လိုက်ရအောင်တကယ်တော့ဒါလှုပ်ရနီးလန်းမဟုတ်ပါဘူးဒါက social media ရဲ့တန်ဖိုးနဲ့ AI ရဲ့စွမ်းအားကိုပေါင်းစပ်အသုံးချတဲ့နီးလန်းပါ TikTok မှာလူတွေကဗဟုသုတဖျော်ဖြေဒါမှမဟုတ်စိတ်ဝင်စားတဲ့ content တွေကိုရှာဖွေနေကြတယ်ကျွန်တော်တို့က ChatGPT နဲ့အဲ့ဒီ content ကိုမြန်မြန်ဆန်ဆန်ထိထိမိမိဖန်တီးမယ်ပထမဆုံးလုပ်စရာသုံးစရာကတော့အဆင့်1က niche ရွေးပါ ChatGPT ကို TikTok အတွက်20 niche 2026လို့မေးပါဥပမာစိတ်ကျန်းမာရေး tip ထူးခြားတဲ့ချက်ပြုတ်နည်း economic သင်ခန်းစာဘဝအတွေ့အကြုံပုံမြင်များအဆင့်2ကတော့ content ဖန်တီးနည်း ChatGPT ကို prompt ပေးပါ TikTok ဗီဒီယို60စက္ကန့်အတွက် script ရေးပေးပါခေါင်းစဉ်ဟာကိုယ့်ရဲ့ need hook ပါရမယ်3 key point ပါရမယ် call to action ပါရမယ်အဆင့်3ကထပ်ခါတည်းလုံးနိုင်တဲ့ session တိဆောက်ပါ ChatGPT ကိုတပတ်စာ TikTok content calendar ရေးပေးပါလို့တောင်းဆိုပါနောက်တစ်ခုကတော့ငွေရှာနည်း၄မျိုးနံပါတ်1က TikTok creativity program beta ဗီဒီယို10မိနစ်ကျော်အထက်ကိုတင်ပါလူ30K ရရင်$2 $2ဝင်မယ် ChatGPT က script ရေးကိုကဗီဒီယိုလုပ်နံပါတ်2က affiliate marketing ChatGPT ကို Amazon Shopee best selling product ကိုယ့်ရဲ့နိုင်ရှိလို့မေးပါlink တင်ပြီးတော့ commission ရှာပါနံပါတ်3က digital product ChatGPT နဲ့ ebook PDF guide checklist တွေရေးပါ link in bio ကနေပြီးတော့ရောင်းပါနံပါတ်4ကတော့ coaching ChatGPT ကကိုယ့်ကိုကျွမ်းကျင်သူဖြစ် position လုပ်ပေးမယ်ပြီးရင် coaching service ကိုပေးပါအဲ့တော့လက်တွေ့ဥပမာတစ်ခုလောက်လုပ်ကြည့်အောင် ChatGPT ကို prompt TikTok video script for students who want to save money hook must be surprising 3 practical tip 45 second only ChatGPT ကနေပြီးတော့ script ပေးတယ်မယ်ကိုက screen recording ဖြစ်ဖြစ်ကိုယ်အတန်းနဲ့ဖြစ်ဖြစ်နဲ့ video လုပ်ပါ caption မှာ save $100 man with this tab comment which tip you will try ပြီးရင် link in bio မှာ student budget planner PDF $5ထားပါတနေ့ကို view 30K ရမယ်ဆိုရင် program ကနေပြီးတော့$2 PDF 10ခုရောက်ရင်$50ဒါကြောင့် idea တွေမကောင်းလို့ ChatGPT ကနေပြီးတော့ဖန်တီးပေးမယ် TikTok ကနေပြီးတော့ပရိသတ်တွေကိုဆွဲဆောင်မယ်အဲ့တော့ငွေကြေးက multiple stream ကနေပြီးတော့ဝင်လာမယ်အရေးကြီးဆုံးကတော့စတင်မှာအပြင် content လုပ်ဖို့မလိုဘူးတစ်ပတ်ကို video 3ခုကနေပြီးတော့စ consistent ဖြစ်အဲ့တော့ဒီနေ့ပဲ TikTok account အသစ်ဖွင့်ပါ ChatGPT ကိုဖွင့်ပါပထမဆုံး video အတွက် script တောင်းပါ comment မှာ ready လို့ရေးပြီးတော့ကိုဘယ် niche ကိုစမလဲဆိုတာကိုပြောပါအကောင်းဆုံး3ယောက်ကို free ကြံကြံနေပေးမှာဖြစ်ပါတယ်နောက် video မှာဘယ်လို viral ဖြစ်အောင်လုပ်မလဲဆိုတာကိုသင်ပေးသွားမှာဖြစ်ပါတယ် like follow and see you in the next one